ကိုစားတက်ကတဲ့1350ပြည့်နှစ်သာသနာ2532ခုတရင်ကျွတ်လာပြီးအဘိဓမ္မာအခါတော်နေ့၌ဟောကြားအပ်သောမေတ္တာဘာဝနာတရားဘုန်းကြီးကနေ့ဟောပြမှာမေတ္တာဘာဝနာပွားများပုံနှစ်နည်းကိုဟောပြပါမယ်။တနည်းကပဋိသင်္ပိဒမေပါဠိတော်မှာလာတဲ့ဓိလာဖရဏမေတ္တာလို့ခေါ်တဲ့အရရှိမျက်နှာဖြန့်ဝေတဲ့မေတ္တာဖြစ်ပါတယ်။တနည်းကမေတ္တာတို့ပရိမှာလာတဲ့မေတ္တာဘာဝနာ7နည်းဖြစ်ပါတယ်။မေတ္တာပွားပုံနှစ်နည်းကိုဟောပြပါမယ်။ဘာဖြစ်လို့မေတ္တာဘာဝနာပွားပုံကိုဟောပြရလို့ခဏကြည့်မယ်ဆိုလို့ရှိရင်သတ္တဝါတွေမှာယာဂမီဒေါသမီမောဟမီသုံးပါးတွေတဟုံးဟုံးလောင်းနေတယ်ဒါကမြင်ရတယ်ဉာဏ်နဲ့ကြည့်ရင်မြင်ရတယ်မီသုံးပါးတခါဉာဏ်နဲ့ကြည့်ရင်မြင်ရမယ်အကျိုးမီကမရဲမီအဲ့ဒီမှာသင်္ကလာထတော်ကြီးကမိသုံးပါးနဲ့အကြောင်းပြုပြီးတော့ဟောထားတာရှိလောဘကိနေသူနိဋ္ဌာယဒေါသကိနေဝိဝတ္တရိဒေါသကိနေသူနိဋ္ဌာယမောဟကိနေဝိဝတ္တရိမောဟကိနေသူနိဋ္ဌာယနရကကိဝိဝတ္တရိနရကကိဝိဝတ္တန္တာနရသူဒုက္ခရိအင်္ဂလာတော်ဘုရားကြီးကာသာရေးဖွဲ့ပြီးတော့ထားပါဒါလည်းပဲဣတိဝပါဠိတော်ကလာတဲ့အခိလောက်ကိုမှီပြီးတော့ရေးခြင်းဖြစ်ပါတိလောဘမီးကိုအကြောင်းပြုပြီးတော့ဒေါသမီးတောက်တယ်ဒေါသမီးအကြောင်းပြုပြီးတော့မောဟမီးတောက်တယ်မောဟမီးတောက်တော့ကိုငရဲမီးတွေတောက်ကုန်တယ်ငရဲမီးတောက်ရင်တတ္တဝါတွေဟာဒုက္ခမီးတွေတဟုံးဟုံးတောက်တယ်ဒါဖြင့်အကောင်းပြီမိကိုငြိမ်းစေနိုင်တဲ့ရည်ရှိတယ်လို့အခုပြောတဲ့လောဘမိဒေါသမမိမောဟမိငရဲမိဒီမိကိုငြိမ်းစေတတ်တဲ့တရားရည်ကိုမရှိဘူးလားတရားရည်ကမေတ္တာဘာဝနာပြီအဲ့ဒီမိတွေကိုငြိမ်းစေတတ်တဲ့ရည်စဉ်ရည်အေးဖြစ်ပါမေတ္တာဘာဝနာရည်စဉ်ရည်အေးပွားတဲ့နည်းဟာဘုန်းကြီးတို့ပဋိသင်္ပိဒမေပါဠိတော်မှာလာတဲ့အရ10မျက်နှာတစ်မျက်နှာနဲ့မေတ္တာ4ပါးပွားတဲ့မေတ္တာဘာဝနာရည်စဉ်တစ်မျိုးမေတ္တာလုပ်ပရိမှာလာတဲ့မေတ္တာဘာဝနာ7မျိုး2မျိုးတောင်ရှိပါလေမေတ္တာရည်စဉ်ရှိ2မျိုးပြောကြလို့ဤတော်ပဋိသင်္ပိဒမေပါဠိတော်မှာလာတဲ့မေတ္တာဘာဝနာပွားပုံကဘုန်းကြီးတို့ဒီအရက်10မျက်နှာကိုရှားကရေတွက်ပုံကတစ်မျိုးရှားကအရှိအနောက်မြောက်တောင်တခါဖြည့်တောင်အနောက်မြောက်အရှိမြောက်အနောက်တောင်အောက်အထက်အဲ့ဒီလိုလူနည်းနဲ့သူပေါ့တူယူအရက်4မျက်နှာအထောက်အရက်4မျက်နှာတလူထူပြီးတော့အောက်အထက်အရာကျတော့လူတွေမှတ်ဖို့လွယ်တဲ့နည်းကအရှိအရာအရှိတောင်အရာတောင်အရာအနောက်တောင်အရာအနောက်မြောက်အရာမြောက်အရာအရှိမြောက်အရာအဲဒီလိုမှတ်ရင်လည်းပဲအရာထဲကနည်းကပြီးပါဤတွင်ဥပမာအရှိအရာဆိုပါဆိုရဥရတိမာယဒိတာယတပ်ပိတတ္တာအဝေရာခွန်တုအပြာပိစ္ဆာခွန်တုအနိကာခွန်တုဒုက္ခိအတ္တနာပရိဟရံတုလေးချက်ဟာမေတ္တာဘာဝနာပြတယ်အရက်တစ်မျက်နှာအတွက်မေတ္တာ4ပါးပွားကြရင်ကျန်တဲ့အရက်9မျက်နှာအတွက်အကုန်လုံးမေတ္တာပွားကြသွားတယ်အဲဒီမှာအရှိအရက်၌ရှိသောအနန္တဆက်ကြဝဠာအနန္တတတ္တဝါမေတ္တာကအပမညာကမ္မထံခေါ်ပါတယ်တတ္တဝါအပိဋ္ဌမထားရဒါကြောင့်မနိုင်ရှင်နိုင်လောက်အောင်များတဲ့အနန္တတတ္တဝါ
အဲ့ဒီလိုဆက်ကြဝဠာလည်းပဲအရှိဘက်ကအနန္တဆက်ကြဝဠာအနန္တမှာရှိရတဲ့အနန္တတတ္တဝါတွေအာယုံပြုပြီးတော့အဝေရာခွန်တုဆိုတာကဘေးရန်ခတ်သိငြိမ်းကြပါစေတယောက်တယောက်ရံပြုလို့တဲ့စေတနာဘုန်းကြီးတို့ရှားအခေါ်ဝေရစေတနာလို့ခေါ်တယ်အဲ့ဒီဝေရစေတနာရံပြုလို့တဲ့စေတနာဖြစ်ရင်ဒေါသတွေဖြစ်လာတယ်ဒေါသတွေဖြစ်လာရင်ကိုယ်စိတ်ဆင်းရဲတယ်အဲ့ဒီကိုယ်စိတ်ဆင်းရဲရင်နှလုံးစိတ်ဝမ်းမအေးချမ်းတော့ဘူးနှလုံးစိတ်ဝမ်းပူပန်တယ်အဲ့ဒါကြောင့်ဒီလေးခုကိုတတ်ပြီးတော့အဝေရာဝန်တုကြည့်ပြီးတော့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေအရာပစ္စာဝန်တုကြည့်ပြီးတော့ဒေါသခတ်သိမ်းငြိမ်းကြပါစေအနိဃဝန်တုကိုကြည့်ပြီးတော့ဆင်းရဲခတ်သိမ်းငြိမ်းကြပါစေဒုက္ခိအတ္တနာပရိဟရန္တုကြည့်ပြီးတော့ကိုယ်စိတ်နှလုံးစိတ်ဝမ်းအေးချမ်းရပါစေလို့ဆိုရင်ဗမာကြီးနဲ့ဗမာပွားရင်အနဲ့အတိတ်ပဲမချင်းစရာမရှိဘူးမျက်စိကိုမှိတ်ထားသို့မဟုတ်စက်ခုံတရေကိုချထားပြီးတော့ပွားကြည့်ရအောင်ဘုန်းကြီးတို့ရှားရဲကလာတဲ့အရက်အသွားနဲ့တူယူအရက်လေးမျက်နှာအထောက်အရက်လေးမျက်နှာအောက်အရက်လေးမျက်နှာအထက်အရက်အောက်အရက်အထက်အရက်အားလုံးအရက်10မျက်နှာမေတ္တာဘာဝနာပွားရအောင်ဓမ္မကြီးတွေဓမ္မကြီးတွေဆက်ခုံးတွေမြတ်စွာချပြီးတော့ဩဒီဒိတာဖရဏမေတ္တာကိုအရင်ပွားကြရအောင်မြတ်လိုက်ဆိုကြအရှိအယ၌ရှိသောအနန္တဆက်ကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိတောင်တောင်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်မြောက်တော့အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိမြောက်တော့အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္
န္ဒသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်ကောင်ကောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအောက်အရ၌ရှိသောချက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအထက်အရ၌ရှိသောချက်ဝန်းကျင်အနန္တစัจ java လာအနန္တနတ်မြတ်မာတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေဟောဒါပฏิသံပိဓာမေပါဠိတော်ကလာတဲ့သီတာဗရဏမေတ္တာလို့ခေါ်တဲ့အရက်ရှင်မျက်နှာအာယုံပြုပြီးတော့ဖြန့်ဝေတဲ့မေတ္တာဒီအရက်ရှင်မျက်နှာထားပုံကဥပြောတယ်လို့ပဲရှားရဲကထားတာကအရှိအနောက်မြောက်တောင်ဒီအရှင်အတောင်အရှိတောင်တောင်အနောက်မြောက်တောင်အရှိမြောက်တောင်အနောက်တောင်တောင်ဘယ်လိုရှင်းပါလဲမိမိတို့လွယ်ဆင်ញင်တော့အရှိကနေပြီးတော့အရှိတောင်ရှိတောင်ကနေတောင်တောင်ကနေပြီးတော့အနောက်တောင်ကနေပြီးအနောက်ကနေပြီးအနောက်မြောက်ကနေပြီးမြောက်အနောက်မြောက်ကပြီးတော့အရှိမြောက်ပြီးတော့အရှိအဲ့ဒီလိုဘုန်းကြီးတို့သိမြနမိတ်ကြားတယ်မှာအရက်ဆက်အောင်ကြားရတယ်ရှိအဲ့ဒီလိုအရက်ရှင်အတိုင်းယခုလိုမေတ္တာပွားမယ်ဆိုလည်းပဲပွားရပါဟောကောင်းပါယခုပြောတဲ့မေတ္တာဘာဝနာဆိုနည်းတွေဟာဘုန်းကြီးတို့ဒီခေမောဆရာတော်ကြီးများပွားတဲ့ဒီအတိုင်းမှာဆိုရုပ်အတိုင်းဟောတာအထက်အရာနဲ့အောက်အရာကြတော့ဒီနေ့ချက်ဝန်းကျင်နန္ဒစัจ java လာချက်ဝန်းကျင်ကလေးထည့်ရဘာဖြစ်လို့လဲဆိုတော့အဲ့ဒီချက်ဝန်းကျင်မထည့်ရင်အောက်အရာနဲ့ရှိတော့နန္ဒစัจ java လာလို့ဆိုလိုက်ရင်ဒီစัจ java လာအောက်မှာစัจ java လာတိုက်တဲ့တိုက်ပြီးတဲ့တိုက်အောက်မှာပေါ့ဒီစัจ java လာလေးအနန္ဒရှိတယ်လို့ဒီလိုအဓိပ္ပာယ်ရောက်မဟုတ်ဘူးအမှန်ကဒီစัจ java လာမှာအခုရေအောက်မှာရေရှိတယ်ရေအောက်မှာလေရှိတယ်လေအောက်မှာအရတကာကဆိုတဲ့ကောင်းကင်ကြီးပဲရှိအောက်မှာစัจ java လာတိုက်မရှိဘူးဘေးပတ်ဝန်းကျင်မှာတော့စัจ java လာတိုက်တယ်အနန္တရှိအဲ့ဒါဒီအာယုရောက်အောင်လို့အောက်အရာနဲ့ရှိတော့နောက်လာကချက်ဝန်းကျင်ဆိုတာဘေးပတ်တယ်လို့ဆိုရတယ်အနန္တစัจ java လာအဲ့ဒီစัจ java လာကဘာဖြစ်လို့ဒီလိုဟိုရတော့ဆိုတော့ခုနကအရာရှင်းမျက်နှာပြောတော့ကအပေဘုံသားကြီးစိတ်ကအာယုမရောက်ကိုယ်တိုင်ပို့ကြည့်လည်းမရောက်တာတွေ့ရအဲ့ဒါကြောင့်အပေဘုံသားကြီးကိုအာယုရောက်အောင်လို့အောက်အရာကပွားရထို့အတူပဲအရာရှင်းမျက်နှာပွားတော့မှအထက်ကလက်တွေဓမ္မလေးမပါဘူးအာယုရမှာမရောက်ဘူးမိမိတို့လူတွေတစ်ပြင်နဲ့တည်နေတဲ့လူတွေကိုလာအာယုရောက်အထက်ကလက်တွေဓမ္မတွေရမြစ်တာပွားရအောင်ရှုပ်ပြီးတော့အထက်အရာ၌ရှိတော့အနန္တစัจ java လာလို့ဆိုတဲ့ရှင်းနာကချက်ဝန်းကျင်လို့ထည့်ရတယ်ဒီအတိုင်းဒီချက်ဝန်းကျင်မထည့်လို့ရှိရင်ဒီစัจ java လာရဲ့အထက်မှာစัจ java လာတိုက်ပြီးဆင်းလဲအနန္တစัจ java လာလို့အဲ့ဒီလိုထင်သွားအဲ့ဒီလိုမထင်အောင်အဲ့ဒီအထင်ကိုတားမြစ်ပြီးတော့ချက်ဝန်းကျင်ဆိုတော့ဘေးပတ်အနန္တစัจ java လာ
အနန္တနတ်ပြမတို့ဒါလေးပဲထူတယ်ဒါအဓိကကရဏမေတ္တာလို့ခေါ်တယ်မေတ္တာဘာဝနာဒါတနည်းဘုရားဘာသာသူတော်ရှင်တွေသည်နေ့စဉ်အမြဲမပြတ်မေတ္တာတုတ်ပရိတ်ကိုကြားရနာရကိုယ်တိုင်လည်းပဲရွတ်ကြရဒီမေတ္တာတုတ်ပရိတ်ဆိုတာကမေတ္တာဘာဝနာ7နည်းပွားတဲ့သုတ်မေတ္တာတုတ်ပရိတ်ကြတော့မေတ္တာဘာဝနာ7နည်းပွားတာကရှင်းဥစွာဒုက္ခိနောဝခေမိနောဟွန်တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တသဗ္ဗတတ္တခသိန်းဥစ္စုံအလုံးစုံသောတတ္တဝါတို့သည်ဒုက္ခိနောဝကာယိကဒုက္ခနှင့်ပြည့်စုံကြကိုယ်သည်ဖြစ်လေ၎င်းဒုက္ခိတတ္တစေတသိကဒုက္ခနှင့်ပြည့်စုံကြသည်ဖြစ်လေ၎င်းခေမိနောဘေးရန်ဝိပအေးမြရကုန်သည်ဟွန်တုဘဝန္တုဖြစ်ကြပါစေတတ္တဝါတွေကိုတခွန်းနဲ့ခြုံပြီးတော့ပို့တဲ့မေတ္တာဖြစ်လို့သူ့ကိုဘုန်းကြီးတို့ရှားခေါ်သဗ္ဗသင်္ဃာကမေတ္တာလို့ခေါ်တယ်အဲဒီသဗ္ဗသင်္ဃာကမေတ္တာပို့ခြင်းအားလုံးတတ္တဝါတွေဆက်ကုန်လည်းမြတ်စွာချပြီးတော့ယုံစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေအားလုံးတတ္တဝါတွေခြုံပြီးပို့တဲ့သဗ္ဗသင်္ဃာကမေတ္တာဒါကတနည်း၎င်းတော့ယေကေရှိပါဏဗုဒ္ဓတိတကာဝါသာဝရဝနဝသေတာအာလုံးကြားရတဲ့အာလုံးရွတ်လက်ရွတ်ချဘုန်းကြီးတို့ဒီပါဠိလိုတကယ်မေတ္တာပွားပြီးဆိုတော့ယေကေရှိပါဏဗုဒ္ဓတိတကာဝါသာဝရဝအနဝသေတာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တအဲ့ဒီလိုပို့ရပါတယ်ဟိုးနောက်နားမှာသူရဲ့အဖျားသကရှိပါတယ်အဲ့ဒါကိုဘုန်းကြီးတို့ဘယ်လိုနှစ်ပုံနှစ်စုထားပြီးပွားတဲ့မေတ္တာမှုသူ့ကိုဒုက္ခမေတ္တာလို့ခေါ်တယ်ဆိုရပါစို့ခင်းတစ်မျိုးတည်းစနေရတော့အာယုံကစိတ်မကျေနပ်ဘူး2မျိုးတော့အာယုံကြောင်းခြင်းလည်းလို့ပဲအခုလည်းပဲလောကတွေကိုအကုန်လုံးချက်ခွန်းနဲ့ခြုံပြီးသဗ္ဗသင်္ဃာကနဲ့အာမရရင်ဒုက္ခမေတ္တာလောကနှစ်ပုံထားပြီးပွားတဲ့မေတ္တာပွားနိုင်ဖို့တတဝါသာဝရဝအနောကေတာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တလို့ပွားရဗမာလူပြောတော့တတဝါဆိုတာကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာမကင်းသေးတဲ့ဥထုရှင်သောတာပန်တရားကံကိုကြောက်တတ်တဲ့တတ္တဝါလို့ခေါ်တယ်သာဝရဆိုတာမကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာကင်းလို့မကြောက်တတ်တဲ့တတ္တဝါဆိုတာအနာဂံနဲ့ယဟန္တာအဲဒီနှစ်ခုကြောက်တတ်မကြောက်တတ်နှစ်ရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဒီလိုပွားရပါဒါကသူရဲ့တွဲပဲနောက်နာမှာဒိဋ္ဌဝါယေဝအဒိဋ္ဌာဗမာလူပြောရင်မိမိမျက်စိနဲ့မြင်အပ်တဲ့တတ္တဝါတွေဟောဒီဓမ္မယုတ်ကြီးပေါ်မှာဒီအထက်ဒီအဆောက်အအုံထဲမှာရှိနေတဲ့တတ္တဝါတွေကမြင်အပ်တဲ့တတ္တဝါဒီအဆောက်အအုံရဲ့ပြင်ဘက်ကအရက်10မျက်နှာရှိတဲ့တတ္တဝါတွေကမမြင်အပ်တဲ့တတ္တဝါနှစ်ခုထားပြီးတော့မြင်အပ်မမြင်အပ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေအဲ့ဒီလိုပွားရပါမယ်နောက်ကဒူတွေဝတ္တန်တိအဝိဒူတွေဆိုတာကအဝေးမှနေတဲ့တတ္တဝါအနီးမှနေတဲ့တတ္တဝါခုနကတတ္တဝါနှမျိုးကိုပြန်လိုက်တာအဝေးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အအုံပြင်ဘက်ကအရက်10မျက်နှာမှာနေကြတဲ့တတ္တဝါတွေအနီးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အအုံအတွင်းမှာရှိတဲ့တတ္တဝါတွေအာယုံပြုပြီးတော့ဝေးနေနီးနေနှစ်ထွေများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရပါဤတော့လောကမှာဘုဒ္ဓဝသံဃဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တဆိုတာဘုဒ္ဓဝါဆိုတာတန်မြာဖြစ်ပြီးပြီနောက်ဖြစ်เสียမရှိတော့တဲ့ဘဝဇတ်ဆုံးတဲ့ယဟန္တာပုဂ္ဂိုလ်တွေသံဃဝေတိဆိုတာဘဝဇတ်မဆုံးသေးတဲ့ဥဒ္ဓရှင်သောတာပန်တရားကအနာဂံပုဂ္ဂိုလ်တွေဒါတွေကိုခြံနှပုံသားပြီးတော့ဘဝဇတ်ဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါလေလို့အဲ့ဒီလိုမေတ္တာပို့ရမည်ဖြစ်ပါကျန်တာတတ္တဝါကိုနှစ်ပုံထားပြီးပို့တဲ့မေတ္တာ၃ပါးအပြင်တတ္တဝါကို၃ပုံထားပြီးပွားတဲ့မေတ္တာကြတော့တိကမေတ္တာခေါ်ပါတယ်အဲ့ဒီမှာဘုန်းကြီးတို့တ
တသာဝါသာဝရဝနဝတိလာဒီကဝါယေဝမဟန္တာမိစ္ဆိမာရတကအနုကထူလာဒီပါဠိဂါထာချက်ဝက်မှာဘုန်းကြီးတို့သရဝါသုံးပုံသုံးစုရအောင်ဉာဏ်ဖြန့်ရဒီကဝါရှည်လျားတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါနောင်နာကရတ္တာလို့ပါတယ်တူတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါမျက်စိမှာမရှိမတူအလေအလတ်အတ္တဘောရှိတဲ့တတ္တဝါလို့ရှည်တဲ့တတ္တဝါဆိုတော့မွေတို့ငကားတို့ပေါ့တူတဲ့တတ္တဝါဆိုတော့လက်တို့မရှိမတူဆိုတော့ဒီကြားကတတ္တဝါတွေဒါသုံးခုကိုခြုံပြီးတော့ရှည်တူအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရတခါနောက်လာတဲ့မဟန္တာခန္ဓာကိုယ်ကြီးမားတဲ့တတ္တဝါရာဟုအသူရိန်ကြီးတို့လိုခန္ဓာကိုယ်ကြီးမားတဲ့တတ္တဝါတွေအနုကခန္ဓာကိုယ်သိငယ်တဲ့တတ္တဝါတွေမျက်စိမှာအဲ့ဒီမကြီးမငယ်အလေအလတ်တတ္တဝါတွေသုံးစုထားပြီးတော့ကြီးငယ်အလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဓမ္မနောင်နာကမျက်စိမှာရတကအနုကထူလာရှူတဲ့ဖြိုးတဲ့ဝါတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါအနုကကြုံနဲ့လှီးတဲ့ပိန်နဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါမျက်စိမှာမရှူမကြုံအလေအလတ်အတ္တဘောရှိတဲ့တတ္တဝါလူပဲသုံးမျိုးတော့ဝါတဲ့လူပိန်တဲ့လူမဝမပိန်အလေအလတ်လူဒီလိုသုံးမျိုးအဲဒီမှာရှူကြုံအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါလေအဲဒီလိုကြွားရအခုပြောခဲ့တဲ့မေတ္တာတွေကတစ်ဖက်လားအပေါ်မှာအရှိအပွားချမ်းသာရအောင်အရှိအပွားကိုရယူလို့တဲ့မေတ္တာပါဠိလိုဟိတာဓိကမဒိဋ္ဌာယမေတ္တာလို့ခေါ်တယ်အရှိအပွားချမ်းသာရအောင်ကိုရယူလို့တာမေတ္တာမြည်တယ်လို့တစ်ဖက်လားအပေါ်မှာအရှိအပွားမဲ့လို့ခေါ်တဲ့ဆင်းရဲဒုက္ခရောက်ကြောင်းမလိုတာကိုလည်းပဲအဟိတာပညေနာဒိဋ္ဌာယမေတ္တာလို့ခေါ်တယ်အဲ့ဒီမေတ္တာပွားနိုင်အောင်လို့နာပရောပရဏိကုပ္ပေထဇာတိမင်ကြီးထကတ္တရှိနံကံရှိဗျာရောဒနာပတိကသိညဇိညမင်ညသဒုက္ခမိတ်ဆွေဟာသရောဝါတွေဆင်းရဲဒုက္ခရောက်တာဘာကြောင့်လဲတယောက်ကတယောက်ရင်းရင်းသိပြနေလို့အလေးမပေါ်ခင်ဆက်ဆံရေးအစဉ်ပြေတော်လည်းပဲအလေးပေါ်လာရင်ခက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်လူအချင်းချင်းလက်ကချင်းဟာဆင်းရဲဒုက္ခရောက်ကြောင်းတရားဒီတရားသိရပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေဒီလိုပွားရတခါနာတိမင်ကြီးထကတ္တရှိနံကံရှိဒုတိယသတ္တဝါတွေဆင်းရဲဒုက္ခရောက်ကြောင်းပြောစမ်းမှာတယောက်ကတယောက်ကိုအထင်သေးခြင်းအထင်သေးတာမသိရင်တော့ဆက်ဆံရေးအစဉ်ပြေ၏အထင်သေးတာသိရင်ခက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်အချင်းချင်းအထင်သေးခြင်းလည်းပဲဆင်းရဲဒုက္ခရောက်ကြောင်းအရှိအပွားမဲ့တရားဖြစ်လို့အဲ့ဒီတရားကင်းပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဒီလိုမေတ္တာပွားရဗျာရောဒနာပတိကပညာနိညမညသဒုက္ခမေရှိယတတိယဒုက္ခရောက်ကြောင်းတရားကတယောက်ကတယောက်ဆင်းရဲတာကိုအလိုရှိဒီလိုတို့မလိုပါဘူးကိုရောဒီလိုမဟုတ်ပါဘူးမိမိတို့ကဗုဒ္ဓရဲ့သားတော်တမီးတော်မူလို့ဒီစိတ်တွေမရှိတာတော့ကဘာကြီးတစ်ခုလုံးကြည့်ရင်ဘုရားဘာသာကလွဲရင်ရသောအဖြစ်တစ်ဖက်ကဆင်းရဲတာကိုပဲအလိုရှိတယ်ကိုယ်လာချမ်းသာဒါကြောင့်အချင်းချင်းဆင်းရဲလိုခြင်းလည်းပဲဒုက္ခရောက်ကြောင်းတရားဖြစ်လို့ဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေအဲ့ဒီလိုမေတ္တာပွားတာကိုအရှိအပွားမဲ့ပယ်ရှားလိုတဲ့မေတ္တာသုံးပါလို့ခေါ်တယ်ယခုမေတ္တာဘာဝနာတနည်းကိုနှစ်ခေါက်လက်တွေ့ပွားကြည့်ရအောင်ရစက္ကုံတရီမြတ်စွာဘုရားအားလုံးလိုက်ဆိုကြရဗျာလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးရင်အေးကြပါစေလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးရင်အေးကြပါစေကြောက်တတ်မကြောက်တတ်
nhẹ nhẹ rồi bắt đầu chăn ta cố sức nhẹ bà gì u ba yam bê bên sen huy giấy y cha bà gì cháu cha mà cháu cha nhẹ nhẹ rồi bắt đầu chăn ta cố sức nhẹ bà gì u ba yam bê bên sen huy giấy y cha bà gì nhẹ ấp mà nhẹ ấp nhẹ nhẹ rồi bắt đầu chăn ta cố sức nhẹ bà gì u ba yam bê bên sen huy giấy y cha bà gì nhẹ ấp mà nhẹ ấp nhẹ nhẹ rồi bắt đầu chăn ta cố sức nhẹ bà gì u ba yam bê bên sen huy giấy y cha bà gì ni cái chuối miếng rồi bắt đầu chăn ta cố sức nhẹ bà gì u ba yam bê bên sen huy giấy y cha bà gì ni cái chuối miếng rồi bắt đầu chăn ta cố sức nhẹ bà gì u ba yam bê bên sen huy giấy y cha bà gì ra sâu mà sâu miếng rồi bắt đầu chăn ta cố sức nhẹ bà gì u ba yam bê bên sen huy giấy y cha bà gì ra sâu mà sâu miếng rồi bắt đầu chăn ta cố sức nhẹ bà gì u ba yam bê bên sen huy giấy y cha bà gì ra sâu mà sâu miếng rồi bắt đầu chăn ta cố sức nhẹ bà gì u ba yam bê bên sen huy giấy y cha bà gìရှိတုအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်ပြပါစေဥပယံပေသင်္ရှင်ဝေရိပ်အေးကြပါစေရှိတုအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်ပြပါစေဥပယံပေသင်္ရှင်ဝေရိပ်အေးကြပါစေဤငယ်အလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်ပြပါစေဥပယံပေသင်္ရှင်ဝေရိပ်အေးကြပါစေဤငယ်အလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်ပြပါစေဥပယံပေသင်္ရှင်ဝေရိပ်အေးကြပါစေဆူကြုံအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်ပြပါစေဥပယံပေသင်္ရှင်ဝေရိပ်အေးကြပါစေဆူကြုံအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်ပြပါစေဥပယံပေသင်္ရှင်ဝေရိပ်အေးကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအချင်းသေးချင်းအချင်းချင်းကင်းရှင်းကြပါစေအချင်းသေးချင်းအချင်းချင်းကင်းရှင်းကြပါစေရှင်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေရှင်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေဩ
ဩဇာမေတ္တာဒုက္ခလာတဲ့မေတ္တာဘာဝနာ7 နည်းတနည်းကို2 ကြိမ်မိမိတို့ပွားပြီးအားလုံးမေတ္တာဘာဝနာပွား၍လောဘမိဒေါသမိမောဟမိငရဲမိတိရစ္ဆာန်ပြိတ္တာအတုရကအပေမိကိုငြိမ့်သက်နိုင်ပါတယ်လို့ဆိုတဲ့တရားတော်အရာလောဘဒေါသမောဟအပေကြီးဟူသောမိ4 ပါးကိုဤမေတ္တာဘာဝနာ2 နည်းဖြင့်ငြိမ့်သက်၍ငြိမ့်အေဒုက္ခစငြိမ့်အေတဲ့ကိုဖြစ်ကြပါစေလို့ဆုမွန်ကောင်းလဲတောင်း၏အားလုံးလည်းပဲဆုတောင်းရအောင်ဘုန်းကြီးရှိကဆုတောင်းပေးမယ်ဤသို့လည်းနေ့စဉ်ငါးပါးသောဂရုဓမ္မနိစ္စသီလဆောက်တည်ရခြင်းသီလကောင်းမှုကုသိုလ်ကံစေရနာမေတ္တာဘာဝနာနှလုံးကျင့်သုံးရခြင်းဘာဝနာကောင်းမှုကုသိုလ်ကံစေရနာနေ့စဉ်ဆွမ်းအင်ရှိသမျှဒါနကောင်းမှုပြုရခြင်းဒါနမယကောင်းမှုကုသိုလ်ကံစေရနာဤသို့ပေါင်းအပ်ဤသို့ပွားအပ်မြတ်တဲ့ကောင်းမှုကုသိုလ်ကံအရရတို့ကြောင့်ဒုက္ခခတ်သိမ်းချုပ်ပြငြိမ်းလက်သိမ်းပြီးနိဗ္ဗာန်ဆိုတဲ့ဒုက္ခခတ်သိမ်းတို့ချုပ်ရပြရငြိမ်းရတန်တရားလက်သိမ်းရနိဗ္ဗာန်တရားတော်မြတ်ကိုမပင်မပန်းချမ်းသာတော်မူသောအကျင့်မတိပလင်းဉဏ်သောဝိပဿနာအသိဉာဏ်ရည်တံအပ်သောမဉဏ်4 ရတုဖြင့်အရဟတဖို့ပေါ့ကိုလီကိုငါမျက်မှောက်ပြုနိုင်ကြသည်ဖြစ်ပါလေကုန်တည်းအရဟတဖို့ပေါ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရသောထိုနောက်ဆုံးဘဝပရိနိဗ္ဗာန်သုတိဤနောက်ကာလ၌ကာမရူပအရူပတိဟူသောဘဝ3 ပါးဘုံ3 ပါးတို့တွင်ဘယ်ဘုံဘယ်ဘဝ၌မှယုတ်နာနှဖြခန္ဓာ5 ပါးဒုက္ခသစ္စာဝိမိလာတရားတို့တပံအသစ်မဖြစ်ခြင်းတည်းဟူသောအနုပါဒနိရောဓအနုပါဒပရိနိဗ္ဗာန်ကိုယ်စီဆံရပါစေကုန်တည်းအနုပါဒပရိနိဗ္ဗာန်ကိုယ်စီဆံရသဖြင့်ကာမဝကိလေသာဝဝိပါကဝတည်ဟူသောဝဒုက္ခခန္တိသံဃာမိကြောင့်မိစယံကြီးအပြည့်တိုင်ငြိမ်းကြပါစေကုန်တည်း